ဒီကားကဟိုအရန်ကိုပြည်သက်တွေလုံးဝမမြင်ဘူးတဲ့ဇလံမျိုးဖြစ်တဲ့အပြင်ကိုCGI နေပါသုံးရမယ့်ပုံစံမျိုးဆိုတော့လေအများကြီးဟိုပြီးတော့ဒီဘရင်တို့သမီးကဒီစာဖတ်ပြည်သက်တွေအနေနဲ့ဒီဝတ္ထုအနေနဲ့ကလည်းဟိုပောက်ဟိုစာဖတ်ပြည်သက်စီမှာပောက်ခဲ့တဲ့ဝတ္ထုတစ်ပုဒ်ဆိုတော့လေစာဖတ်ပြည်သက်တွေရှင်ထဲမှာလည်းလို့ငါတို့ဒီကားဒီတို့ဒီဇလန်းကိုဇလန်းနဲ့ရိုက်မှပေါ့သွားတယ်ဆိုတာမျိုးမဖြစ်အောင်မှကြော်လေအရန်ဂယုစိုက်ပြီးရိုက်တယ်အတားရလည်း character တစ်ခုချင်းစီကိုဝင်အောင်တေချာလေးရိုက်ကြတာပေါ့နော်ရိုက်ကြတာဆိုတော့ဟိုနည်းနည်းတော့ကြာပါပေါ့တေချာလေးပြည်သက်တွေကိုချပြချင်တာဆိုတော့လေတေချာလေးပြည်သက်တွေမျှော်မဲတာတကူပို့ပြီးတော့ကောင်းတဲ့ဇလံမျိုးထွက်လာမှာမြန်မာနိုင်ငံမှာမြင်မှုသေးတဲ့ဇလံမျိုးပေါ့ဟုတ်ပုံမှန်တော့သူကတော့ပွဲလေးလိုက်ဆိုပြတာပေါ့နော်ပြီးတော့ဇလန်တွဲလေးဘရင်တို့သမီးဇလန်တွဲလေးကတော့ညီမရဲ့ညီမခန်းကဏ္ဍရောပြီးသွားပြီပေါ့နော်ပြည်သက်တွေအနေနဲ့တော့ဒီကားလေးထွက်လာလို့ရှင်တော့လည်းအများကြီးအားပေးပြီးတော့အများကြီးစိတ်ဝင်စားကြမယ်ရုပ်ဇလန်တွဲလို့မြင်ပါတယ်ဆိုတော့ထွက်လို့ရှင်လဲထွက်လို့ရှင်လဲအားပေးပါအောင်လို့ပုံမှန်တော့သူကပွဲလေးလိုက်ဆိုတယ်မိုးရကြီးဆိုပွဲနည်းနည်းပါသွားပြီဆိုတော့သူတင်းတန်းလေးတက်လိုက်ဒီတင်းတန်းလေးတက်လိုက်ပေါ့အများကြီးပဲပေါ့မကြော်နဲ့အလုပ်လုပ်ရတာကမကြော်စရာနေပြီးတော့ဟိုဒီမှာကျတော့ဒီရုပ်ရှင်ပိုင်းနဲ့ပတ်သက်ပြီးတော့အရန်ကိုတွေ့ကြုံနေပါသေးတယ်နည်းတော့မကြော်အရန်တင်ပြီးတယ်လိုချင်တဲ့ item ကိုမရအောင်မုတ်ထည့်ပြီးတော့အရန်စိတ်ရှည်အရန်တင်ပြီးတယ်ပေါ့နော်ဒီထဲမှာကျတော့ညီမကဒီမင်းကတော့ရဲ့လူယုံအနေနဲ့ဒီခေတ်စကားနဲ့ဆို manager လို့ပုံစံမျိုးအဲ့လိုပုံစံမျိုးဟိုမှဒီ empire တစ်ခုလုံးဟိုညီမကအဲ့လိုကိုယ့်မင်းကတော့အတွက်ကိုပေးဆက်ပြီးတော့အဲ့လိုမျိုးဘယ်လိုရမလဲပင်ကပါတစ်ခုလုံးမှွေရမယ့်ဇက်ကောင်ပေါ့နော်ဆိုတော့ပြည်သက်တွေမမြင်ဘူးတဲ့ပုံစံလေးနဲ့လည်းမြင်ရမယ်အမတ်တရားတော့လို့ဝတ်ယုံကြီးတွေခေါင်းဝင်ကြီးတွေဝတ်တော့လွေရသေးတော့ပူတယ်လေနော်ဒီကားကဟိုအရန်ကိုပြည်သက်တွေလုံးဝမမြင်ဘူးတဲ့ဇလံမျိုးဖြစ်တဲ့အပြင်ကိုCGI နေပါသုံးရမယ့်ပုံစံမျိုးဆိုတော့လေအများကြီးဟိုပြီးတော့ဒီဘရင်တို့သမီးကဒီစာဖတ်ပြည်သက်တွေအနေနဲ့ဒီဝတ္ထုအနေနဲ့ကလည်းဟိုပောက်ဟိုစာဖတ်ပြည်သက်စီမှာပောက်ခဲ့တဲ့ဝတ္ထုတစ်ပုဒ်ဆိုတော့လေစာဖတ်ပြည်သက်တွေရှင်ထဲမှာလည်းလို့ငါတို့ဒီကားဒီတို့ဒီဇလန်းကိုဇလန်းနဲ့ရိုက်မှပေါ့သွားတယ်ဆိုတာမျိုးမဖြစ်အောင်မှကြော်လေအရန်ဂယုစိုက်ပြီးရိုက်တယ်အတားရလည်း character တစ်ခုချင်းစီကိုဝင်အောင်တေချာလေးရိုက်ကြတာပေါ့နော်ရိုက်ကြတာဆိုတော့ဟိုနည်းနည်းတော့ကြာပါပေါ့တေချာလေးပြည်သက်တွေကိုချပြချင်တာဆိုတော့လေတေချာလေးပြည်သက်တွေမျှော်မဲတာတကူပို့ပြီးတော့ကောင်းတဲ့ဇလံမျိုးထွက်လာမှာမြန်မာနိုင်ငံမှာမြင်မှုသေးတဲ့ဇလံမျိုးပေါ့ဟုတ်ကိုဇလန်တော့ကိုရင်ခုန်တယ်ဆိုအကုန်လုံးတာဒီဘင်းတို့သမီး team တစ်ခုလုံးရင်ခုန်ပါတယ်ဆိုအကုန်လုံးစူးစမ်းကြစတင်နေဆိုညီမတို့တစင်ရိုက်ကပို့စတင်ဆင်ရတာလည်းနေစတင်သမားလည်းရန်ကိုပင်ပန်းရှာတယ်အရန်ပူတဲ့အချိန်လေးနော်ပူတဲ့အချိန်မှာစတင်နေညီမတို့ကဟိုဒီခစ်ပဲဒီ21ရာစုခစ်ကိုမှညီမတို့အိမ်တအိမ်ကြီးရပဲလို့နန်းဆန်နေရပုံစံမျိုးအင်ပါယာဖြစ်နေရပုံစံမျိုးဆိုအဲ့လိုဒီဟိုစတင်တွေကနန်းဆန်အကုန်လုံးပြင်ရတာအဲ့လိုမျိုးဂဒီပါလေးဝရန်ဒါတွေကစလုံးဟိုအင်ကြီးအိမ်ကောင်းပုံစံမျိုးကြီးကိုမှအနောက်တိုင်းဆန်နန်းတော်ကြီးဆန်စတင်နေဆင်ရတာဆိုတော့အရန်ပင်ပန်းကြတယ်ညီမတို့အတားတွေလည်းအများကြီးပင်ပန်းလို့စတင်နေဆင်တဲ့တွေ director တွေဇညွန်းအကုန်ဒီ costume designer တွေကစအကုန်ပင်ပန်းတော့လေပြည်သက်တွေအများကြီးသဘောကျမဲ့ဇလန်းတစ်ခုအနေနဲ့ထွက်လာတယ်